ဆိုလာနဲ့ပထဝီကိုအားသွင်းတာတဲ့ဆိုလာကအတန်နဲ့မြည်နေလို့ပါခင်ဗျာတဲ့သိရင်ဖြေပေးပါဟုတ်ကဲ့အများသောအားဖြင့်ဘာဂျက်စီတီဆင်းတဲ့အချိန်မှာအဲ့လိုဖြစ်လိဖြစ်တာအများသောအားဖြင့်ဖြစ်ကြပါတယ်လူကြီးမင်းကဆိုလာကိုကိုထရိုလာခံပြီးတော့အားသွင်းတာဖြစ်ပါလိမ့်မယ် PWM ရဲ့ကျွန်တော်တို့ switching frequency အရဒီလိုအတန်မြည်တာပါကျွန်တော်တို့နေကင်းပိုင်းမှာ charging သွင်းတဲ့ချိန်မှာအတန်ပိုးပြီးကျဲလာပြီးတော့ညမဲရောက်လို့ရှိရင်ဒီအတန်ပျောက်တက်သွားတတ်ပါတယ်နောက်ပိုင်း budget CD ဒီ1.5 kW ဒီ inverter တွေမှာလည်းဒီလို PWM controller ပါတဲ့ inverter တွေမှာလည်းဒီလိုဖြစ်တာရှိပါတယ်ခင်ဗျာတတိငါလည်းပညာရှင်တွေကျွန်တော်တို့ MC4 connector တွေစစ်ပါဆိုလာကြိုးတွေစစ်ပါနောက်ပြီးလို့ရှိရင်ဘယ်ပြီးကျွန်တော်တို့ဟုတ်တန်တွေကိုစစ်ပါအဲ့ဒါမှကျွန်တော်တို့စေလုံးမှာထပ်ပြီးမြည်ရဆိုလို့ရှိရင်ကျွန်တော်တို့ MPPT controller သုံးဖို့ high base inverter တခုကိုပြောင်းလဲပြီးတော့သုံးစေချင်ပါတယ်ဒီဗီဒီယိုဟာကျွန်တော်ရဲ့အတွေ့အကြုံရဖြည့်ချခြင်းဖြစ်တဲ့အတွက်တက်တည်နားလဲတဲ့ပညာရှင်များလည်းဝင်ရောက်ပြီးတော့ဒီကိုဗီဒီယိုအောက်မှာအကြံပြုပေးသေးလိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ